ဘောလုံးလောကမှာဘယ်ချေလို့ပြောလိုက်တာနဲ့လူတိုင်းရဲ့ခေါင်းထဲမှာအလိုတယောက်ပေါ်လာမဲ့နာမည်တစ်ခုတော့ရှိပါလိမ့်မယ်အဲ့ဒါကတော့ရောဘတ်တိုကာလိုပါပဲအရက်9ပေ6လက်မတာရှိတဲ့အဲ့ဒီဘလာဇီးသားဟာသူ့ရဲ့24လက်မရှိတဲ့ခြေလုံးချက်သားတွေနဲ့ကဘာကြီးကိုတုံလုံးစေခဲ့သူတယောက်လည်းဖြစ်ပါတယ်သူဟာနောက်ခံသူတယောက်ဖြစ်ပေမဲ့တိုက်စစ်မှုတွေထက်တောင်ပိုကြောက်စရာကောင်းတဲ့ဂိုးတွေကိုတွင်းယူခဲ့သူတယောက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကော်ပီချန်ကနေကမ္ဘာအကောင်းဆုံးဘယ်နောက်ခံသူတူဖြစ်လာတဲ့ရောဘတ်တိုကာလိုရဲ့မယုံနိုင်စရာဘဝဆက်ကြောင်းလေးကိုအသေးစိတ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူတူလိုက်ပါနားထောင်ပေးကြပါအောင်ခင်ဗျာရောဘတ်တိုကာလိုကို1983ခုနှစ်ဘရာဇီးနိုင်ငံဆာပိုလိုမြို့ရဲ့ရွာငယ်လေးတစ်ခုမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ငယ်ဘဝဟာပန်းခင်းလန်းတစ်ခုတော့မဟုတ်ခဲ့ပါဘူး။အသက်12နှစ်သားအရွယ်မှာနေမိသားစုကိုလှုပ်ကြွေးဖို့အထည်ချုပ်စက်ရုံမှာအလုပ်ဝင်လုပ်ခဲ့ရပါတယ်။ဒါပေမဲ့သူ့မှာအခြားသူတွေနဲ့မတူတဲ့ဆူလက်တစ်ခုကတော့ပါနေခဲ့ပါတယ်။အဲ့ဒါကတော့အမြန်နှုံးပါပဲ။ဘောလုံးကွင်းထဲမှာသူပြေးလာနေတာဟာအခြားသူတွေရဲ့2ဆလောက်မြန်နေခဲ့ပါတယ်။အသက်19နှစ်ရွယ်မှာတော့ဘရာဇီးရဲ့လူငယ်ကစားသမားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်1995ခုနှစ်မှာတော့ကာလိုဟာဥရောပကိုစတင်ခြေချခဲ့ပါတယ်အီတလီကလပ်အင်တာမီလန်တင်းမှာစတင်ခဲ့တာပါပဲဖြစ်ပါတယ်အဒီတုန်းကနီးပြကာလိုစ်ကိုခံစစ်မှာမကစားပဲတောင်ပန်တိုက်စစ်မှုအဖြစ်ကစားခိုင်းခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ကာလိုတို့ကတော့လောင်ရင်ထဲမှာပိတ်မီလိုမျိုးဖြစ်နေခဲ့ပါတယ်1996ခုနှစ်မှာ UMT ရဲ့နီးပြဖြစ်တဲ့ကာဘယ်လိုရောက်ရှိလာပြီးငါးစီလာခဲ့မင်းကိုကမ္ဘာအကောင်ဆုံးဖြစ်အောင်လုပ်ပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်ကာလိုဟာ UMT အတင်းကို24နာရီအတွင်းမှာပဲအပိဓာတ်ပြောင်းရွှေ့ခဲ့ပါတယ်ဒါဟာဘောလုံးသမိုင်းမှာအမားဆုံးနဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ကာလိုရဲ့မြန်နှုန်းဟာတနာရီကို34ကီလိုမီတာကျော်ရှိပါတယ်။ဒါဟာနောက်ခံလူတယောက်အတွက်မယုံနိုင်စရာအရှိန်ဟုန်ပါပဲ။ဒါပေမဲ့ပိုကြောက်ဖို့ကောင်းတာကတော့သူ့ရဲ့ကန်တွင်းချက်တွေပါပဲ။သူ့ရဲ့ကန်တွင်းချက်တွေဟာတနာရီကို105မိုင်နှုန်းအထိအရှိန်ပြင်းလွန်းခဲ့ပါတယ်။ပြိုင်မဲ့ခံစစ်တိုင်းတွေဟာကာလိုရဲ့ free kick ကန်တော့မယ်ဆိုရင်ဘောလုံးနဲ့မထိမိဖို့ပဲဆူတောင်းနေခဲ့ရပါတယ်။ဒါဟာရီယယ်မက်ဒရစ်အတွင်းအတွက်17ရာသီအတွင်း68ဂိုးအထိတင်ယူပေးခဲ့ပြီးကမ္ဘာအကောင်းဆုံးနောက်ခံလူတစ်ယောက်ရဲ့ဂိုးတင်ဆိုင်ရီကိုပြသခဲ့တာလည်းဖြစ်ပါတယ်။ကာလိုဟာကွင်းထဲမှာကြောက်ခဲ့လို့ကွင်းပြင်မှာတော့အမြဲတမ်းပြုံးရည်နေပဲသူပါ။သူ့ရဲ့အမတ်ရစရာအကောင်းဆုံးဂိုးကတော့1999ခုနှစ်ဇွန်လ3ရက်နေ့ပြင်သစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်ပါပဲ။ဂိုင်40ကွာကနေကာလိုဟာဖရီကစ်ကိုကန်တွင်ဖို့ပြင်ဆင်လိုက်ပါတယ်။ဘောလုံးဟာဂိုးတိုင်းရဲ့အပြင်ဘက်အဝေးကြီးကိုထွက်သားပေမဲ့ဘောလုံးဟာလေထဲမှာရုတ်တရက်ကွေဝင်သွားပြီးဂိုးသမားဘာဒတ်ကိုရုတ်တရက်ပင်သက်သွားစေခဲ့ပါတယ်။ဒါကိုသိပ္ပံပညာရှင်တွေကဒါဟာယူဘဗီတာနီးယာမာတရားမဖြစ်နိုင်ဘူးလို့တောင်အဆိုပြုခဲ့ပါတယ်။ဒီဂိုးဟာကမ္ဘာဘောလုံးသမိုင်းမှာအလှမဆုံးနဲ့အထူးဆန်းဆုံးဖလီကစ်ဖြစ်ယခုထိတိုင်ထိတ်ဆုံးမှာရပ်တည်နေစေဂိုးတကူပဲဖြစ်ခဲ့ပါတယ်။နိုင်ငံတကာစင်မင်းထက်မှာလဲကာလိုဟာတားဆီးများတဲ့ကြီးစံတအူးကိုဖြစ်တွင်းနေတဲ့ကစားသမားတအူးလိုပဲဖြစ်ခဲ့ပါတယ်2002ခုနှစ်ကမ္ဘာဖလားမှာတော့ကာလိုဟာဘလာဇီးတင်းရဲ့ခံစစ်ကောတိုက်စစ်ကိုပါတကိုယ်တော်ဥဆောင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်အထူးသဖြင့်တရုတ်တင်းသက်ကိုတွင်းယူခဲ့တဲ့ဖလီကစ်ကိုဟာလူသားတယောက်ရဲ့ကံချက်လို့အောင်ထင်မှတ်မထားလိုက်ရအောင်ပြင်းထန်လွန်ခဲ့ပါတယ်အဒီနေ့မှာသူဟာကမ္ဘာဖလားကိုကံမြောင်းနိုင်ကြလို့ဘောလုံးရောစုကိုလည်းဒုတိယအဆင့်ထိရရှိခဲ့ပါတယ်။ကာလိုဟာခေတ်သစ်ဖူးဘက်နောက်ခံလူတွေရဲ့ပုံစံကိုပြောင်းလဲပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။သူရင်ကနောက်ခံလူတွေဟာခံစစ်ပဲကစားခဲ့ရပေမဲ့ကာလိုပေါ်လာပြီးနောက်မှာနောက်ခံလူတွေကတိုက်စစ်ကိုလည်းတစ်ဖက်သက်ဖိအားပေးနိုင်တယ်ဆိုတာကိုတက်တည်ပြခဲ့သူတယောက်လည်းဖြစ်ပါတယ်။ပျော်ပျော်နေတတ်တဲ့သူ့ရဲ့အပြုံးဘယ်တော့မှမမောပန်းနိုင်တဲ့သူ့ရဲ့ပြေးလာမှုပြိုင်မဲ့တင်တိုင်းကြောက်ရတဲ့သူ့ရဲ့ဘဲချေဒါတွေအားလုံးဟာဘောလုံးလောကမှာဘယ်တော့မှမေးပြောက်သွားမှာမဟုတ်ပါဘူးကာလိုဟာဘောလုံးလောကမှာဖျော်ဖြေမှုအသစ်တွေပေးခဲ့လို့ငယ်ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုအပြုံးနဲ့ကြော်ဖြတ်ခဲ့တဲ့ဆံပြပုဂ္ဂိုလ်တဦးလည်းဖြစ်ပါတယ်ချွေတလုံးကြက်တာ24လက်မနဲ့လူပူလေးတယောက်ဟာသူ့ရဲ့စမ်းဆောင်ရည်ကတော့ဟိမွေနာတောင်တက်တောင်ပုံမြင်မာခဲ့ပါတယ်ရောဘတ်တိုကာလိုဟာသူဟာဘောလုံးသမိုင်းမှာတယောက်တည်းသာရှိခဲ့ပြီးနောက်ထပ်ပေါ်လာဖို့မရှိတော့တဲ့စစ်မှန်တဲ့ဘယ်ချေကစားသမားတယောက်လည်းဖြစ်ပါတယ်ဘောလုံးသမားမှာနောက်ခံလူကောင်းများစွာအများကြီးပေါ်ထွက်လာနိုင်ပါတယ်ဒါပေမဲ့ရောဘတ်တိုကာလိုဆိုတာကတော့တခစ်မှာတယောက်သာပေါ်ထွက်ခဲ့တဲ့ထူးခြားဆန်းပြမှုတစ်ခုပါပဲသူရဲ့အမြန်နှုန်းကိုဘယ်သူမှမလိုက်မိနိုင်ခဲ့လို့သူ့ရဲ့ကွေးဝိုက်တဲ့ကန်တွင်းချက်တွေကိုလည်းဘယ်သူမှထောက်ပွားမနိုင်ခဲ့ပါဘူးသူဟာကွင်းထဲမှာအနားယူရတာကြာပြီဖြစ်ပေမဲ့ကွင်းပြင်မှာတော့သူရဲ့ကန်တွင်းတဲ့ဖလီကစ်ပုံစံကတော့ဘောလုံးသမားတိုင်းပရိသတ်တိုင်းတော့
နှလုံးသားထဲမှာယခုထိတိုးဝင်နေစေဖြစ်ပါတယ်ကျွန်တော်ယနေ့တင်ဆက်တော့ Roberto Carlos အကြောင်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာနောက်ထပ်ဘယ်ကစားသမားရဲ့အကြောင်းကိုပြောပြအောင်မလဲဆိုတာကိုစိတ်ဝင်စားရင်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးကူညီပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာတာယာလပ်ပါတော့နေလေးဖြစ်ကြပါစေခင်ဗျာ